long bay mà là chỗ số lại bài thì mà số đó thì bê lấy rồi sai video lại video lấy là chỉ là yang đó số đó có bê bự phải lấy ở đây này lại vốn này là cho nó chỉ có yang là mấy điều này yang là thì mà số đó thì bê version này test số đó này vốn đó thì bê version này test số đó này lại vốn đó thì này lại vốn đó ấy này lại vốn này lại mấy ấy này lại vốn này là cho nó tụi thì này yang đó mà vốn đó thì mà số đó thì không ở đây không thể hồ này mà nó từ không thể hồ này số đó thì mà ác có suy xa lại mà nó ác có suy xa lại cho này thì mà số đó lại thì setup point này nào bây giờ thì setup point này bây giờ thì mà pay out lại bổ lại nó mà pay out lại bổ lại thì pay out bổ lại thì pay out cả thì setup point là này nó bây mà từ cháu là đồ tuổi mà nó cháu là đồ tuổi mà từ sai bây giờ mà chỉ bảo đấy thì bằng căn này nó thì mà số đó từ anh em money bây giờ thao được biểu đó để xem này chỉ lại nóแต่เช่นในเจนไรเดี๋ยวนะที่เที่ยวยาวต่อไหมที่เที่ยวยาวต่อไปโซลูชันที่มันโซลูชันเลยไหมคุณเอาชิมมาเปลี่ยนแค่ที่มาตาบิวโบเนี่ยที่มาตาบิวมาเราชิมมาเลยแบบเปลี่ยนแค่ไปตัวเดียวเลยแบบที่มันโซลูชันที่มาตาบิวมาโซลูชันที่อเมริกาเลยบ่เนาะที่อเมริกาเลยที่มาตาเนี่ยอภัยไว้ผิดเด้ดาพิษไว้อภัยไว้ผิดเด้แต่ก็ว่าต้องในนั้นก็ผิดเด้สุดแต่ผมมีว่าแต่เอาได้บ่เนาะที่มันโซลูชันใส่เราชนะโซลูชันก็สุดแต่ว่าในวิดีโอตัวเราอย่างเลยนับว่าบางการใช้ท่ามาที่เนี่ยมาที่เป็นเอาเราพูดด้วยพูดด้วยเส้นเบียมาบ่เนาะไอ้เรามาว่าโซลูชันที่ชาวละနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ6လနောက်ပိုင်းမှာဆိုလို့ရှိရင်6လပေါ့နော်6လနောက်ပိုင်းမှာဆိုလို့ရှိရင်သူက SP ရပုံသွားမှာပေါ့နော်အဲ့လိုလေးပဲသူရေးထားတာကိုတွေ့ရတယ်အဲ့တော့နောက်ပြီးတော့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီမှာသူဒီ grow your business with app ဆိုပြီးတော့ရေးထားတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းဒီ business model တစ်ခုပေါ့နော်ဒီ matter ကအခုနောက်ပိုင်းမှာထောက်လိုက်တယ်ဒီမှာပေါ့နော်ဒီအပြာရောင်လေးနဲ့ဒီလိုက်မော်ရောင်လေးနဲ့ပေါ့နော်အဲ့လိုပေါင်းထားတာတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီတော့အဲ့နောင်ဆိုတဲ့နေရာနှိုက်ကြည့်လိုက်မယ်သူကထူးခြားမလို့ဆိုတော့ကြေးအောင်ပေါ့နော်ဒီမှာနှိုက်လိုက်တာလည်းသူဒီနေရာကိုရောက်လာမှာပေါ့နော်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းဒီအမှတ်ချက်တစ်ခုပြနေတော့တွေ့ရနိုင်မယ်ဒီအဝါလေးနဲ့ပေါ့နော်ဒါပြဿနာမရှိဘူးဒီမှာတော့သူဒီ policy app ပဲရေးထားတယ်ပေါ့နော်ကြောင်းရစရာမရှိသေးဘူးကြောင်းစရာလည်းမလိုဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါဟိုအောက်စားဖြစ်လို့လေးပဲရတယ်ဒီဘက်ကဒီ manage ဆိုတဲ့နေရာကိုမနကလေးကိုနှိုက်ကြည့်လိုက်မယ်ပေါ့နော်ဘာလို့ထူခြားတယ်လဲဆိုလို့ရှိရင်သူမိုက်ထူခြားတာမရှိဘူးဒီမှာဆိုလို့ရှိရင်ဒီ summary နဲ့ရေးထားတာကိုတွေ့ရတယ်ဒီ60ဒီအတူတွင်မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်လာ60ဒီမှာပေါ့နော်အဲ့လိုရေးထားတာမျိုးကိုတွေ့ရတယ်ဒါကတော့ဒီသူရဲ့ဒီ logo ရဲ့ထူခြားတဲ့ပုံစံလေးပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းပဲဒီ viewဒီဆိုတဲ့နေရာလေးကိုနှိုက်ကြည့်လိုက်မယ်အဲ့လိုနှိုက်ကြည့်လိုက်တာနဲ့ဒီမှာ download တစ်ခုပေါ်နေတာတွေ့ရနိုင်မယ်ဒီမှာဆိုလို့ရှိရင်ဒီ download တစ်ခုပေါ်နော်နောက်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဒီ O တစ်ခုပေါ်နေတာတွေ့ရနိုင်မယ်ဒီ O တစ်ခုပေါ်နော်အဲ့ဒီမှာဆိုလို့ရှိရင်သူဘာပြတယ်လဲဆိုလို့ရှိရင်အဲ့ဒီ O ဆိုတဲ့နေရာလေးကိုနှိုက်ကြည့်လိုက်ရတယ်ဒီမှာဆိုလို့ရှိရင်သူအောက်မှာဒီ option 3ခုပေါ်လာတယ်ပေါ့နော်ပထမ O ရဲ့နောက်ပြီးတော့ဒုတိယ pay out ရဲ့တတိယand money ရဲ့ပေါ့နော်ဆိုလိုတာကတော့ဒီမှာကိုပတ်စံထောက်ပြီးသွားတဲ့အခါဆိုလို့ရှိရင် pay out ကဘယ်လိုထောက်တယ်ပေါ့နော်နောက်ပြီးတော့ရှိရင် money and money ကဘယ်လိုရတယ်ဆိုတဲ့အကြောင်းလေးကိုဒီ logo လေးကပြပေးတာပေါ့နော်ဒါကတော့ဒီမှာဆိုလို့ရှိရင်သူအဲ့လို logo တွေဖော်ပြထားတယ်ပေါ့နော်အခုဒီ2025 update ရဲ့နောက်ပိုင်းမှာပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုကြည့်ရှင်တဲ့ view တွေကိုဒီမှာလာကြည့်လို့ရတယ်ပေါ့နော်ဒီ business အခုနောက်ပိုင်းမှာဒီမှာတာထောက်လိုက်တဲ့ business ရဲ့business နမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင် matter view ရှိမယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းပဲဒီ grow your business with ads ဆိုတဲ့နေရာလေးရှိမယ်ပေါ့နော်အဲ့လိုထူခြားတာမျိုးတွေလည်းပဲတွေ့ရတယ်အဲ့တော့ဒါကတော့ဒီအခုနောက်ပိုင်းမှာ2025ရဲ့ Facebook ပြောင်းလဲပုံရဲ့နောက်ပိုင်းအရှက်အလက်တွေကိုလာပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီ business ကြီးလောက်မယ်ဆိုလို့ရှိရင်ဒီ grow your business ကိုလည်းလောက်လို့ရတယ်ဒီမှာ matter ကိုလည်းပဲလောက်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အကောက်ကပေါ်ပြီးတော့ခိုင်မာသွားပြီးတော့ပေါ်ပြီးတော့အဆင်ပြေသွားမှာဟိုလေးပဲတွေ့ရတယ်ပေါ်ပြီးတော့ခိုင်မာလေးပဲတွေ့ရတယ်နောက်ပြီးတော့ Facebook ပေါ်မှာတောင်းဟာတွေကိုတဲပြီးတော့လေးပဲပိတ်ဆက်ရှာပြီးတော့ဒီအမခရှင်နဲ့လောက်လို့ရတယ်ဆိုတဲ့အကြောင်းကိုလေးပဲရေးထားတာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီ Facebook ကနောက်ပိုင်းမှာဆိုလို့ရှိရင်တွေ့ကြည့်လာမယ့်အနေအထားမျိုးကိုလည်းတွေ့ရတယ်လို့ပေါ်ပြီးတော့ခိုင်မာလာတယ်ပေါ်ပြီးတော့သူတို့စီးပွားရေး model တွေပေါ်ထိလာတာမျိုးကိုလည်းတွေ့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒါတွေကတော့လောက်ထားတတ်တယ်ပေါ့နော်ဒီပတ်စံအများများရနေတဲ့ပေးတယ်ဆိုလို့ရှိရပေါ့နော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်အနေငယ်ဒီဘုံသူသားလေးတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးပဲ
ဒီကမှာမျိုးလက်ရှိအများကြီးရှိတယ်ဆိုလို့ရှိရင်ဒီ grow your business weight ဆိုတဲ့ဟာလေးပဲလောက်ထားလို့ရတယ်နောက်ပြီးတော့ရှိရင်ဒီဘက်မှာဒီ matter view လေးပဲလောက်ထားလို့ရတယ်ဆိုတဲ့အကြောင်းကိုလာပြောပြပေးတာပေါ့နော်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးဘုံတူတာလေးတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်